အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့အခုလာမယ့်စနေမှာလာမှကျင်းပမယ် UFC 331ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့မာနက်ကာကိုအင်တာဗျူးရင်းနဲ့ဘန်နိုဂျာနဲ့ဘန်နိုညောက်ထဲကဘယ်ဖိုင်ယာနဲ့တွဲရင်လဲဆိုတဲ့မေးခွန်းကိုမာနက်ကဘလို့ပြန်ဖြည့်သွားလဲဆိုတာကျွန်တော်တင်ဆက်ပေးသွားမှာပါဆိုတော့လက်ရှိ UFC ဖလောင်းဝိုက်တန်ခင်းချင်းမှာလက်ရှိချန်ပီယံဂျော့ရှူအာဘန်ရန်ကင်စင်တစ်ကဘန်နိုဂျာနဲ့ရန်ကင်စင်တစ်ကမာနက်ကာတို့ဇလန်ကတော်လေးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီနောက်လာစနေမှာ20ရက်နေ့ UFC 331ပြိုင်ပွဲမှာဖလောင်းဝိုက်တန်ချန်ပီယံဂျော့ရှူအာဘန်နဲ့ဖလောင်းဝိုက်တန်ရန်ကင်စင်တစ်ကဘရာဇီးဖိုက်တာဘန်နိုဂျာတို့နှစ်ယောက်ချန်ပီယံခပတ်လူပွဲထိုးကြတော့မှာပါအဲ့ဒီပွဲမှာနိုင်ရတဲ့ဖိုက်တာကဘန်နိုဂျာပဲဖြစ်ဖြစ်ဘန်ပဲဖြစ်ဖြစ်နောက်ထပ်ချန်ပီယံခပတ်ကာဝယ်ပွဲမှာဖလောင်းဝိုက်တန်ရန်ကင်စင်တစ်ကပေါ်ရီဖိုက်တာမာနက်ကန်နဲ့ထပ်တွေ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပေါ်ရီဖိုက်တာမာနက်ကန်ကအမေရိကန်ဖိုက်တာရိုဘာကိုနိုင်ရတဲ့ပွဲပြီးမှတွေကဘန်နဲ့ချန်ပီယံလူပွဲရနေတဲ့ဖိုက်တာတယောက်ပါဒါမဲ့ဘန်ကိုကြောက်ပြီးတော့ပွဲလက်မခံခဲ့လို့ဂျာထဲမှာဂျပန်ဖိုက်တာကေရိုဂျီနဲ့ထပ်ထိုးခဲ့ရတာပါဆိုတော့အဲ့ဒီပွဲမှာလည်းမာနက်ကလဲထိုးနေတောင်ထပ်နိုင်ရပြီးတော့ချန်ပီယံစင်ကောဝင်းနဲ့ထိုက်ရန်နဲ့ဆိုတာထပ်မံချပြသွားခဲ့တာပါဆိုတော့အဲ့ဒီပွဲပြီးအင်တာဗျူးမှာဘန်နိုဂျာနဲ့ဘန်ကိုရင်ထိုးရပြီးတော့အနိုင်ရတဲ့ဖိုက်တာနဲ့ချန်ပီယံလူဖို့အနိုင်ဝင်းနဲ့စောင့်နေမယ်ဆိုပြီးတော့ပြောသွားခဲ့တာပါအဲ့တော့ဒီကနေ့ရပိုင်းလောက်ကလာမယ့် UFC 331ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့မာနက်ကကိုအင်တာဗျူးရင်းနဲ့ဘန်နိုဂျာနဲ့ဘန်တို့တယောက်ထဲကဘယ်ဖိုင်ယာနဲ့တွေ့ကျင်လဲဆိုတဲ့မေးခွန်းကိုမာနက်ကခုလိုပဲပြန်ဖြေသွားခဲ့တာပါ။နောက်ဆုံးရဲ့ကစားပုံကကျွန်တော်နဲ့ live ဖတ်တယ်ထင်ပါတယ်။ဘယ်ဖိုင်ယာနဲ့ပဲတွေ့ပွဲအောင်ပွဲဖြစ်လာမှာပါ။ဘန်နဲ့ရှင်ထုတ်လို့ရတယ်လို့ဘန်နိုဂျာထက်အချိုးကောင်းတဲ့ဖိုင်ယာတွေကိုတော့ကျွန်တော်နိုင်ပြထားတာပါ။ကျွန်တော်အချိုးမှခပတ်နဲ့အဆင့်ဖြစ်ပြီးတော့10နှစ်ကျော်လောက်တည်းကအချိုးကိုကစားလာခဲ့တာပါ။ဒါကြောင့်ဘယ်ဖိုင်ယာနဲ့ပဲတွေ့ကျွန်တော်နိုင်ပြမှာပါဆိုပြီးတော့ပြောသွားခဲ့တာပါ။ဆိုတော့ပေါ်ရီဖိုင်တာမာနက်ကနောက်လာမှထိုးကြမယ်ဘန်နိုဂျာနဲ့ဘန်တို့နှစ်ယောက်ထဲကဘယ်ဖိုင်ယာပဲဖြစ်ဖြစ်အနိုင်လို့ရတယ်ဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။